မိန်းကလေးဟာပြင်းနေရင်ဘလူကြီးဖမ်းလိုက်တာကိုခံလိုက်ရပါတယ်။ဒါကိုမြင်တဲ့ဂျက်ဟာတေဝီမနီပဲရုပ်တုစီကပစိန်ကိုယူပြီးဘလူကြီးကိုအားကုန်လွှဲခုတ်လိုက်ပါတယ်။ဘလူကြီးရဲ့တန်ညက်လိုလက်ချောင်းကြီးတွေကဂျက်ကိုဖမ်းဆုပ်လိုက်ချိန်မှာသူဟာပစိန်ကိုဘလူကြီးစီအားကုန်နဲ့ဖြစ်ပေါက်လိုက်ပါတယ်။ဒေါ်လာထွက်သွားတဲ့ဘလူကြီးကသူ့ကိုယ်ပေါ်မှာစိုက်နေတဲ့ပစိန်ကိုဆွဲနှုတ်လိုက်ပြီးမင်းကတိတ်ကိုတေးနှုတ်လွန်းပါတယ်ကွာ။မင်းရဲ့အသက်ကိုထွက်မသွားအောင်ကြိုးစားထားလိုက်အောင်လို့ပြောလိုက်ပါတယ်။အဲဒီလိုတေးရေးရှင်ရေးအခြေအနေမှာဂျက်ကနောက်ဆုံးကြံတဲ့မော်ဘဲစေးကိုထုတ်ယူလိုက်ပါတယ်။ဘလူကြီးကပါဇက်ကိုဟာလိုက်တဲ့အချိန်မှာလေဂျက်ကဘဲစေးကိုသူ့ပါဇက်ထဲပစ်ထည့်လိုက်ပါတယ်။ဘဲစေးကဘလူကြီးရဲ့ဘိုက်ထဲရောက်တာနဲ့အရှိန်ဟုန်နဲ့ကြီးထွားလာပြီးဘလူကြီးကိုဘိုက်ထဲကနေအပြင်းထန်နာကျင်စေပါတယ်။ဘလူကြီးကနာကျင်လွန်းလို့ဂျက်နဲ့မင်းသမီးလေးကိုဘေးကိုပြေးချလိုက်ပြီးအဲ့ဒီနောက်မှာပဲဘလူကြီးရဲ့ခန္ဓာကိုယ်ထဲကနေနွယ်ပင်တွေဟာအရှိန်ဟုန်နဲ့ပေါက်ထွက်လာပါတယ်။နွယ်ပင်တွေကဘလူကြီးကိုတစားစီဆွဲဖျက်ပစ်လိုက်ပြီးခေါင်းနှလုံးနဲ့ဘလူကြီးဟာတစားစီဖြစ်သွားခဲ့ပါတယ်။ထဘရူဝတ်ဆင်ထားတဲ့ဘလူကြီးရဲ့လက်မောင်းကြီးကတော့ဂျက်ရဲ့ဘေးနာကိုပြုတ်ကျလာခဲ့ပါတယ်။တစ်ဖက်မှာလည်းဘလူကြီးတွေဟာရဲတိုက်တကားကိုချိုးဖျက်ပြီးဝင်ရောက်လာပါတယ်။စစ်တင်နာပတိကတန်တကားကိုပိတ်ဖို့အမိန့်ပေးခဲ့ပေမဲ့ဘလူကြီးကတစ်ချက်သေးနဲ့ထိုးခွဲလိုက်ပါတယ်။တကားကချက်ချင်းပြိုကျသွားပြီးဘလူကြီးတွေကတရွေ့ရွေ့တက်လာတဲ့အတွက်စစ်သားတွေဟာကြောက်ရွံ့တုန်လှုပ်နေကြပါတယ်။အားလုံးမျှော်လင့်ချက်ကင်းမဲ့နေတဲ့အချိန်မှာပဲနောက်ကနေအုံခနဲဆိုတဲ့အတန်ကြီးထွက်ပေါ်လာပါတယ်။နွယ်ပင်တွေဟာထိမ့်မနိုင်သိမ့်မမြကြီးထွားလာပြီးရဲတိုက်တစ်ခုလုံးကိုဝါမြူသွားပါတယ်။အဲ့ဒီအချိန်မှာပဲဘလူတွေအားလုံးတစုံတစ်ခုကိုသဘောပေါက်သွားပုံရပြီးသူတို့ရဲ့လက်နက်တွေကိုချကဒူးထောက်လိုက်ကြပါတယ်။အားလုံးကဂျက်ကိုအန်အော်တကြီးလိုက်မိကြပြီးအလန်ကထဘရူးကိုမြှောက်ပြလိုက်ပါတယ်။တကယ်တော့ထဘရူးကဘလူကြီးတွေကိုထိန်းချုပ်နေတာဖြစ်ပါတယ်။ဂျက်ကဘလူးဒီအားလုံးကိုတိမ်တိုက်တဲ့စီပြန်သွားဖို့အမိန့်ပေးခဲ့ပြီးတိုင်းပြည်မှာငြိမ်းချမ်းရေးပြန်လည်ရရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘရင်ကြီးကမင်းသမီးလေးကိုဂျက်နဲ့လက်ထပ်ပေးခဲ့ပြီးပျော်ရွှင်စွာနေထိုင်သွားခဲ့ပါတယ်။